ဆရာတော်ဒီနေ့မှာရုံးပြန်အကြောင်းကိုလေ့လာတော့မှာဖြစ်ပါတယ်။ရုံးပြန်ဆိုတာကရုံးပြန်နိုင်တဲ့ရာဝတ္ထုတစ်ခုပေါ်မှာတက်ရောက်လိုက်တဲ့အားကိုနေလိုက်မယ်ဆိုရင်မူလအခြေအနေကိုအဲ့ဒီရာဝတ္ထုကမူလအခြေအနေကိုပြန်လည်ရောက်ရှိသွားစေနိုင်တဲ့ရာဝတ္ထုကနေထွက်ပေါ်လာတဲ့အားကိုပြောတာဖြစ်ပါတယ်။ Okay အဲ့ဆိုဆရာတော်ဒီ slide မှာဆိုရင်ပထမဆုံး separate လေးတစ်ခုရှိတယ်။အဲ့ separate လေးကိုဒီတိုင်းလေးထားတယ်ပေါ့နော်။နောက်ထပ်ပုံတစ်ခုကကြတော့အဲ့ separate လေးပေါ်မှာ separate လေးပေါ်မှာဆရာတို့ကလက်နဲ့ဖိလိုက်တယ်ပေါ့နော် separate ကိုဖိထားလိုက်တယ်ဆိုတာကသိပ္ပံသဘောတရားအရပြောမယ်ဆိုရင်သူကအားတက်ရောက်လိုက်တာပေါ့နော်။အဲ့ဆိုဆရာတို့ဖိပြီးတော့ပြန်ပြီးလွတ်လိုက်တဲ့အချိန်မှာ separate ကဖိထားတဲ့အတိုင်းမရှိဘဲနဲ့သူ့ရဲ့မှာမူလပုံစံပြန်ပြီးရောက်သွားတယ်ပေါ့နော်။အဲ့လိုဟာကိုဆရာတို့ကရုံးပြန်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာရှိတဲ့မာကျောတဲ့အရာတော်တော်များများမှာတော့ရုံးပြန်တတ်သိရှိရပေါ့နော်။ဒါပေမဲ့ဆရာတို့အဓိကအနေနဲ့မြင်ရမှာကပတ်ဝန်းကျင်မှာရုံးပြန်ကုန်တတ်သိရှိရပစ္စည်းလို့ပြောနိုင်အဓိကအနေနဲ့မြင်ရမှာက rubber ရှိမယ်ပြီးတော့ spring တွေရှိမယ်ပေါ့နော်။ဒါကတော့ဆရာတို့အနေနဲ့အဓိကအားဖြင့်မြင်နိုင်တဲ့အရာတွေဖြစ်ပါတယ်။ Okay အဲ့တော့ဆရာကတော့ရုံးပြန်ကုန်တတ်သိရှိတဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့ဟာတစ်ခုကိုပြပြပါမယ်။အဲ့ဒါကတော့ရှေ့ခေတ်ကသုံးခဲ့တဲ့မြားတွေလေးတွေပေါ့နော်။သူ့မှာဆိုရင်ကျတော့ဘာကိုသုံးတာလဲဆိုတော့ကျတော့တစ်သားပါတယ်ဒါမှမဟုတ်ဝါးနဲ့လုပ်တဲ့မြားတွေလည်းရှိတယ်ပေါ့နော်။လေးတွေလည်းရှိတယ်။အဲ့တော့အဲ့ဒီတစ်သားတို့ဝါးတွေမှာရုံးပြန်ကိုအသုံးပြုပြီးတော့မှအဲ့ဒီဆရာတို့ကပစ်လိုက်တဲ့မြားပေါ့နော်။မြားတံရွေးရှားအောင်ဖန်တီးရဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမြားတံရွေးရှားဖို့အတွက်အဓိကပင်ရင်းကတစ်သားဒါမှမဟုတ်ရင်ဝါးရမှာရုံးပြန်အားဖြစ်ပါတယ်။ Okay နောက်တစ်ခုသတိပြုရမယ့်အချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကြတော့ရာဝတ္ထုတွေမှာရှိတဲ့ရုံးပြန်အားကကန့်သတ်မှုရှိတယ်အားကြိုက်ရလောက်ဆွဲကျင်တယ်လို့ဆွဲအဆင်ပြေနေမှာမျိုးတော့မဟုတ်ဘူးခန္ဓာရင်ထက်ကြော်လွန်သွားမယ်ဆိုရင်တော့ရာဝတ္ထုကမူလပုံစံကိုပြန်မပြောင်းသွားတာတို့ဒါမှလည်းပျက်စီးသွားတာတို့တော့ဖြစ်နိုင်တယ်ဒါကိုဆရာတို့သတိထားရမယ်